တေပြီးသားလူရဲ့အလောင်းကိုယူပြီးဒီဆေးရုံမှာအရေးပေါ်လူနာအဖြစ်လာပြပါတယ်ဒေါက်တာတွေကလည်းဒီလူနာကိုယူပြီးခွဲစိတ်ခန်းထဲဆန်းသက်တဲ့အခါမှာတေပြီးသားလူဖြစ်နေတာကိုသူတို့သိသွားပါတယ်ဒါပေမဲ့လည်းသူတို့ဟာတေသားပြီးသားကိုတောင်းဝင်ညစ်ဖို့အတွက်အရင်ဆုံးဆေးရုံလာတင်တဲ့အ내စီကနေဆေးရုံခအရင်တောင်းထားပါတယ်အဲ့ဒီနောက်ခွဲစိတ်ခန်းထဲကိုဒေါက်တာတွေလာလိုက်ထွက်လိုက်နဲ့အရေးပေါ်လူနာကိုကုနေရတဲ့ပုံစံနဲ့ပြီးတော့မှဒေါက်တာတယောက်ထွက်လာပြီးအ내ကိုဆေးစင်းတစ်ခုကိုပေးပြီးဆေးစင်းအတိုင်းဆေးကိုယူလာဖို့ပြောကြလိုက်အဲ့ဒီနောက်သူယူလာခိုင်းတဲ့ဆေးတွေကဆေးရုံအနီးကဆေးဆိုင်မှာသာယူလို့ရတာဖြစ်ကြောင်းစုစုပေါင်းဆေးမျိုးစား100ရှိပြီးဆေးဆိုင်ကဆေးတစ်ခါယူတိုင်း9သိန်းလောက်ကုန်ကြပါတယ်အဲ့ဒီနောက်အ내ဟာဆေးအိတ်ကြီးနှလုံးကိုတူနာပြုဆရာမစီကိုပေးပြီးဆေးရဲ့အကျိုးသက်ရောက်မှုကိုစက်တိုက်မေးမြန်းခဲ့ပါတယ်ဒါပေမဲ့တူနာပြုဆရာမကတော့စောင့်ဆိုင်နေဖို့ပဲပြောပါတယ်တူနာပြုဆရာမကဆေးကိုအ내စီကဆေးကိုယူပြီးတဲ့နောက်ဓာတ်ရိုက်ဆေးဆိုင်စီကိုပြန်သွင်းပါတယ်အဲ့အချိန်မှာခွဲစိတ်ခန်းကဒေါက်တာကထွက်လာပြီးလူနာကိုခွဲစိတ်ကုသဖို့အတွက်ဒေါ်လာ9သိန်းထပ်မံပေးဆောင်ဖို့လိုအပ်ကြောင်းပြောလာပါတယ်အ내ကလည်းဆေးရုံဆေးရောက်ထဲကခွဲစိတ်ခပေးဆောင်ပြီးဖြစ်ကြောင်းပြောပေမဲ့လည်းခွဲစိတ်ဆရာကြီးကအထူးကုခွဲစိတ်ဒေါက်တာနဲ့ခွဲစိတ်ဖို့လိုတာမို့အထူးကုဒေါက်တာအတွက်ခွဲစိတ်ခလိုအပ်တာဖြစ်ကြောင်းရှင်းပြပါတယ်ဒါနဲ့အ내လည်းဆေးရုံကတောင်းတဲ့ငွေကိုထပ်ပေးခဲ့ရပြီးနောက်အထူးကုခွဲစိတ်ဒေါက်တာကချက်ချင်းခွဲစိတ်ခန်းထဲကိုရောက်လာပါတယ်တေဆုံးသူရဲ့မိသားစုတွေကခွဲစိတ်ခန်းအပြင်ဘက်မှာစိုးရိမ်ပူပန်စွာနဲ့စောင့်ဆိုင်းနေချိန်မှာခွဲစိတ်ခန်းထဲကဆရာဝန်တွေကအတူတကွစုဝေးပြီးစကားပြောနေကြပါတယ်မိနစ်30ပြည့်တိုင်းဆရာဝန်တယောက်ထွက်လာပြီးအပြင်ကလူနာရှင်တွေကိုတော့အဖတ်မလုပ်ကြပါဘူးဒီလိုနဲ့ဆေးရုံကငွေတောင်းတလောက်ပေးပြီးတဲ့နောက်မှာအ내မှာစုဆောင်းထားတဲ့ပတ်စံအားလုံးလဲကုန်သွားပါရောအဲ့အချိန်ခွဲစိတ်ခန်းကဒေါက်တာကထွက်လာပြီးစိတ်မကောင်းပါဘူးကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဆိုပြီးပြောလာပါတယ်အ내ကဒေါက်တာကိုထပ်မံကြိုးပေးဖို့အကူအညီတောင်းတဲ့အခါငွေထက်လိုသေးကြောင်းထပ်ပြောလာပြန်ပါတယ်အ내လည်းအလုံးစုံဒေါသထွက်သွားပြီးသူဟာလူနာရဲ့တေဆုံးမှုလက်မှတ်ကိုထုတ်ပြလိုက်ပါတယ်တေဆုံးပြီးသားဖြစ်တဲ့လူနာကိုခွဲစိတ်ခန်းထဲမှာဆရာသူညံတွေကဘာလို့8နာရီတိတိခွဲစိတ်ကုသနေရတာလဲခွဲစိတ်ခါရောဆေးဖို့တွေကရောဘာအတွက်လဲဆိုပြီးဆေးရုံကိုတရားစွဲဖို့အတွက်အ내စီစဉ်ထားတဲ့အကွက်ထဲကျရောက်သွားပါတယ်